အနုမောဒနာရှင်တော်မြတ်ဗျာဟောပေါ်ကြသည့်တရားတော်သည်သာဓုသာဓုဝဗျာဟုကောင်းမွန်စွာလျောက်ထားသောပုဂ္ဂိုလ်သည်သာဓုသာဓုဝဗျာဟုသာဓုနုမောဒနာခေါ်သောပုဂ္ဂိုလ်သည်ဧကောကကဘောတကဘာတိုင်းနဲ့အပယ်လေးပါးမသွားမရောက်နတ်ဘုံတွေအစဉ်စဉ်ပေါင်းပြီးလင်အလောတိချမ်းသာကိုဝမ်းသာစွာခံစားလျက်ဘုရားမြတ်စွာစိတ်တရားတို့မန္တန်ကိုဝိပြေခွင့်မတ္တနိဗ္ဗာန်သို့အန္တိမကလနောက်ဘဝတွင်မௌထမသွေဝင်စားရလေကုန်ရာတည်းသာဓုနုမောဒနာခေါ်တဲ့ပုဂ္ဂိုလ်တွေကဘယ်နှကဘာတိုင်းတိုင်းအပယ်လေးပါးမသွားရဘူးတဲ့လေအဲဆိုရင်သာဓုခေါ်တဲ့အခါမှာအာရပါရမြိုင်မြိုင်ဆိုင်ဆိုင်ခေါ်ကြရင်မကောင်းဘူးလားဒါဆိုလို့ရှိရင်မြတ်စွာဘုရားရှင်လက်ထက်ကယဟန်တစ်ပါးဆိုလို့ရှိရင်သူသာဓုခေါ်တဲ့အကျိုးဆက်ကြောင့်မြတ်စွာဘုရားရှင်လက်ထက်မှာအာဂရိကကြာညိုတင်းတွေမွေးမပြိုင်မနေဘူးလားအာဂရိကကြာညိုတင်းတွေမွေးနေတယ်မြတ်စွာဘုရားရှင်အခြားယဟန်တွေလျောက်ထားတော့ဒီယဟန်တစ်ပါးကဘာကြောင့်များသူစကားပြောတိုင်းခံတွင်းကကြာညိုတင်းမွေးနေရတယ်လေဖေဟာဆိုတော့မြတ်စွာဘုရားကြီးကသူကမြတ်စွာဘုရားရှင်ကသူရှိဘဝမြတ်စွာဘုရားရှင်ကဒီယဟန်တစ်ပါးရှိဘဝကမြတ်စွာဘုရားရှင်လက်ထက်တစ်ခုမှာသူကမြတ်စွာဘုရားရှင်ဟောတဲ့တရားတွေကိုသာဓုခေါ်တဲ့ကမှာအာယပါယဝံပန္တတကရွှေရင်လန်းလန်းနဲ့သာဓုနုမောဒနာခေါ်တဲ့အတွက်ကြောင့်မလို့အာဂရုကကြာညိုတိမွေးတာဟုတ်လားတတ္တဗဒေသနာကာလီသာဓုရိပါဒတော်မုခတော်ဇာယိကတော်ဥပလံဝါယာတော်တကေတတ္တမရှင်တော်မြတ်ဗျာဟောပေါ်ကြသည့်သူတော်ကောင်းတရားဒေသနာများကိုဒေသနာကာလီတရားဝဲကြီးပြင်ဆင်ခြင်းမှယခုလိုဟောပြောပြသနေသောကာလ၌သာဓုတိသာဓုဝါဗျာဟုသုံးကြိမ်သုံးမြသုံးကဝမ်းမြောက်စွာဖြင့်ဘာသာတော်ပြောဆိုသောသူ၏မူကားတော်နှုတ်ခမ်းတွင်မှကြည်လင်တန်ခြင်းနှုတ်ခမ်းတွင်မှကံတော်မွေးပြန်သောယနထုသည်ဇာယတိဒုသာဓုခေါ်သောသူ၏နှုတ်ခမ်းတွင်မှဖြစ်ပေါ်လာရပေတော်တည်းမြတ်စွာဘုရားရှင်ရဲ့တရားတော်တွေကိုဟောပြောပြသနေတဲ့အခါမှာသုံးကြိမ်သုံးကသာဓုပါဘုရားဟုသာဓုခေါ်တဲ့ပုဂ္ဂိုလ်တွေရဲ့နှုတ်ကန်တွင်ကအမတမမွေးကြိမ်တင်းတဲ့ကြာညိုတင်းတွေမွေးမပြိုင်မနေဘူးလားမွေးပြိုင်ခြင်းနဲ့ဆိုလို့ချင်းကြောက်လာကြတဲ့တရားနာပရိသတ်ပေါင်းသူတော်ကောင်းတွေကနေပြီးတော့သာဓုခေါ်တဲ့အခါမှာဝမ်းပတ်တဲ့